အမဲသားမုံပြားကျော်ပြုလုပ်နေစလုံးတစ်ခုတည်းတွင်နောင်နှုတ်စင်တာတော့အမဲသားချက်သွန်မိတ်မှုတို့ကိုထည့်ပါနောက်ပြီးဟင်းချက်စီနဲ့ပင်သပိရီတို့ကိုထည့်ပြီးခမအောင်နေထားပါအတင်သုံးမုံပြားကိုလေးသိစိတ်လိုက်ပါစိတ်ထားသောမုံပြားတစ်ခုချင်းစီပေါ်တွင်နေထားသောအမဲသားအစာကိုတင်ပါပြီးလျက်မုံသားပြည့်လုံးအောင်ပြန်ထုတ်ပေးပါအစားသူပြီးသားမုံလုံးလေးကိုလက်ပြည့်သားရာဖိပြပေးပါပြီးနောက်အပေါ်မှာနှမ်းဖြူလေးများဖြူပေးပါဒေဦးတဲ့တွင်စီရနှဲငယ်ထည့်ပြီးမီအေးဖြစ်ကြော်ပေးပါမုံနှစ်ဖက်စလုံးရွှေဝရောင်တန်းပြီးကျွရွက်လာသည့်အထိနှံပြီးကြော်ပေးလင်အတင်စားသုံးနိုင်ပါပြီခင်ဗျာကလေးများအတွက်ဟာရလေးဖြစ်ရတာလေးရှိတဲ့မုံတစ်ခုဖြစ်လို့မနှက်စာဒါမှမဟုတ်တရေစာအဖြစ်ပြင်ဆင်ပေးဖို့အလွန်တင့်တော်ပါတယ်ခင်ဗျာဟင်းနုနွယ်ကျဲဥပေါင်းပြုလုပ်နေခုံးဆောင်မိခင်တွေနဲ့ကလေးမွေးပြီးခါစားမိခင်တွေအတွက်အထူးတင့်လျော်တဲ့အာဟာရပြေဝဆုံနေပြီးအရသာရှိတဲ့ဟင်းလျာတစ်ခုဖြစ်ပါတယ်။ဦးရဲ့တင်ရေဘူးပပဆူအောင်တဲပါ။ရေစီလာလျင်စားတစုံနဲ့ဟင်းချက်စီရဲ့နှဲငယ်ထည့်ပါ။ထို့နောက်စီတော်တက်စင်သားသောနှုတ်ငယ်များကိုထည့်ပြီးချက်က20ခန့်ရှင်နှီးဖြောပါ။ဒီနောက်ဟင်းနုနယ်များမှရေကိုကိုအောင်ညှစ်ထုတ်ပါ။ရင်းညှစ်ထားသောဟင်းနုနယ်များကိုအနေတော်တုံးလေးများလှိဖြတ်ထားပါ။အကန်လုံးတစ်လုံးတွင်ကျဲဥလျှောက်လုံးကိုပေါက်ထည့်ပါ။ကျဲဥများကိုခရင်ဒါမှမဟုတ်ဒုတ်ဆောင်ဖြစ်ခမအောင်ခောက်ပါကစားပကံလုံးနယ်တစ်ခုတွင်ကစီမုံအနှဲငယ်ကိုရေဖိဖြော်ပါပြီးနောက်ကစီရေကိုကျဲဥအရေတဲသူလောင်းထည့်ပါကျဲဥအရေပေါ်ရှိအမြုပ်များကိုဖယ်ရှားပါပြီးလင်လိဖြတ်ထားသောဟင်းနုနယ်များကိုထည့်ပြီးခမအောင်ရုံးမွေပါအယောအနောကိုဒီရောင်ပုံစံရှိသောပေါင်းမိပကံလုံးတဲသူလောင်းထည့်ပါအပေါ်မှာအစတုံပလတ်စတစ်စဖြင့်ဖုံးအုပ်ပြီးရင်ဝင်လေထွက်ရအောင်ဒုတ်ဆောင်ပြအပေါက်လေးများဖောက်ပေးပါယေစုနီသောပေါင်းဦးရဲတွင်ထည့်ပြီးမိနစ်20ခန့်ပေါင်းပေးပါပကံလုံးတစ်ခုထဲတွင်ပင်ကပိရတစ်စုံရှာလိုက်ကရေဇုံးဝက်နဲ့ဖယုတ်စီရဲ့နှဲငယ်တို့ကိုထည့်ပြီးရောမွေပါဒါဆိုရင်တော့အရသာရှိတဲ့အရှင်ရည်ရပါပြီခင်ဗျာဥပေါင်းချက်သွားလျင်ဖယိခံပြီးမိမိနှစ်သက်တယ်လို့အတုံးလေးများလှိပြက်ပါပကံပြားပေါ်တွင်လှပစွာစီးထက်ပြီးတဲခင်းမှာအလဲတွင်ပြင်ဆင်ထားသောအရှင်ရည်ခွက်ကိုထားပါဟင်းနုနွယ်ရဲ့လွတ်ဆက်မှုနဲ့ချက်ဥရဲ့နူးညံ့မှုတို့ပေါင်းဆက်ထားလို့စားလို့အလွန်ကောင်းပါတယ်ခင်ဗျာအာလူကိတ်ပြုလုပ်နေအခွန်နွားပြီးသားအာလူကိုအမြင်တသေးလေးတွေဖြစ်အောင်လှိဖြက်အမြင်ရှိထားတဲ့အာလူတွေကိုစားချက်သွန်မုံနဲ့အယုတ်ကောင်းမုံတို့ကိုထည့်ပြီးဓမ္မအောင်နေလိုက်ပါဒဲဦးထဲမှာစီရနှဲငယ်ထည့်ပြီးညီမပွင့်ခင်မှာပဲနေထားတဲ့အာလူတွေကိုဒဲဦးအပြည့်ရင်းညာညာဖြန့်ကင်းပေးပါပြီးရင်လက်နဲ့အသားအရာဖိပေးပါဘီဟီလီနဲ့စကြော်ပါဖက်ကရှူရောင်တန်းပြီးကျွတ်လာပြီးဆိုရင်တော့နောက်တစ်ဖက်ကိုလန်ပြီးဆက်ကြော်ပေးပါဦးတွေကမရှားခင်မှာစော့မုံဒါမှမဟုတ်မိမိနှစ်တရာအမွှေးကြိုင်မှုလေးတွေဖြူပြီးရင်တက်တော်မိတ်လေးတွေပါထည့်ပြီးမိပိတ်လိုက်ပါဒီနီလန်းလေးကဂျုံမုံမတုံးပဲအာလူရဲ့ကစိတ်တက်ကိုပဲတုံထားတာမို့အာလူရတာစစ်စစ်ကိုကြားစီပါတယ်ခင်ဗျာဝက်တဲ့အဆက်ကြော်ပြုလုပ်နေအရင်ဆုံးပပလိရတဲ့ဝက်တဲ့ကိုဘီယာနဲ့ဂျုံမုံတစ်စုံထည့်ပါပြီးရင်အသေးတွေကတွင်းညီနှံတွေဆင်သွားအောင်လွတ်နဲ့တီရှာနဲ့ဆေးပေးရပါမယ်ပြီးရင်တော့ရေစစ်စင်ဆေးပြီးရေစစ်ထားလိုက်ပါမယ်စူပွက်နေတဲ့ရင်နွေးတွေကိုအသေးတွေထည့်လိုက်ပါပြီးရင်အရက်ဖြူနဲ့ငယ်ထည့်ပေးပါမီးပိတ်အဖုံးအုပ်ပြီး3မိနစ်လောက်နှက်ထားပေးပါဒီလိုလုပ်ခြင်းအဖြစ်အသေးကိုနူးညံ့စေပြီးအနီနှံ့ကိုလုံးဝပျောက်သွားစေပါတယ်ဒဲဦးရဲစီပူလာပြီဆိုရင်ဂျင်းချက်တုံပြူမယုတ်သီးစိမ့်နဲ့မယုတ်သီးအနစ်တို့ကိုအနံမွေးလာအောင်အရင်ကြောပါမယ်ပြီးရင်တော့ဖြုတ်ကားတဲ့ဝက်သေးတွေကိုထည့်ပါအရသာအတွက်ရှာဖင်းနဲ့ပြားကြီးအကြီးမယုတ်စီနဲ့မယုတ်ကောင်းမုံတို့ကိုထည့်ပြီးငမြလေးမှုကြော်ပေးရပါမယ်အရသာရှိပြီးအနံမွေးကြိုင်တဲ့ဝက်သေးဆက်ကြော်လေးရပါပြီခင်ဗျာ